ဖယားဟာကောင်းတဲ့အဆိုးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်သာလျင်ကြိုးစားရှောက်ရမယ်လောဘဒေါသမောဟတရားတွေငြိမ်းချမ်းအေးစေတဲ့နေရာအမှန်ကိုသူလမ်းပြခဲ့တယ်ဒါပေမဲ့လူတွေခလုံးမထီသေး၍မေးလို့ထားပါတယ်မိုးလင်းမိုးချုပ်အမြဲပဲလှုပ်ရှုပ်လောကဇက်ခုံဝဲမိုးကရေကအမျိုးမျိုးကကြတယ်သူကြောင့်ငါကြောင့်ခဏခဏလမ်းပြောင်းလူဘဝခရီးပါပဲကြုံလာချိန်တိုပါကြောင့်အတ္တတွေအချိန်တန်တော့လေအိမ်အပြန်လာငါတန်တရားလေလောဘယမကြီးအရာနေတဲ့တာအတိနဲ့တတိရှင်ပါမှာဒေါသရှိထားမှာတဲ့အခါတတိနဲ့အတိညံမြေမှာမောဟတိကမတိခြင်းစိုးဆုံးမှာမရှိမှုထက်မတိမှုအမောင်လုံးကြวันနေวันသာအဖြစ်ပြင်းများစွာလက်တွေ့ကြုံနေကြတရားတွေကိုဆွဲလန်းခြင်းမာတနာအတိတ်ပြုသမျှဟန်ပြစ္ဆုတ်ပန်ကြအနာဂတ်တွေဝေဝါဉာဏ်ပညာအမှန်ခွေမာလန်းငါဆန်းဘာတွေထုတ်လို့ဘာတွေတင်မလဲတို့အိမ်အပြန်